မမြည်စမ်းဖို့သေးတဲ့ရှားပါးပြားရည်တွေကြောင့်ပြောပြမယ်နော်နံပါတ်1ရီနံလျှောက်ကွာမီပြားရည်ပါဒါကတစ်ကိုင်းနေမှာတွယ်ပေါက်နေတဲ့တဘာဝပြားလို့ပို့ပါပြားတွေကတစ်ပင်ပေါ်ဆောက်ပြီးချိုနူးညံ့တဲ့ရတာနဲ့တောင်ပေါ်ပိုင်းရနံတင်းပါတယ်နော်နံပါတ်2ကအန်ဟွာမီတိုအနက်ရောင်ပြားရည်ပါပြားတွေကတရုတ်ဆေးပင်ကဆူတာမို့အနက်ရောင်တန်တန်လေးဖြစ်နေတာပေါ့အနှင်းငယ်ခါပြီးမဲ့နောက်ကျန်ချိုမီနဲ့ရတာနဲ့ဆေးဖက်ဝင်ရနံထူးကြပါတယ်နော်နံပါတ်3ဝူပိုင်စီကြောက်စိမ့်ပြားရည်မှာတဘာဝကလိုရိုဖဲပါတယ်နော်သူ့မှာဆေးဖက်ဝင်ရနံတင်ပြီးမအီးတဲ့ချိုမြတဲ့ရတာရှိပါတယ်လေချောင်းရှင်းစီတဲ့ပူချင်းလိုမျိုးနောက်ဆုံးထိလန်းဆန်းစီပါတယ်တဲ့နံပါတ်4ကတိုင်းရင်ပြားလို့ဒါမှမဟုတ်ပန်းတရာပြားကြီးပါတောင်ပေါ်ကတစ်သားပုံးနေနဲ့တစ်နှစ်တစ်ခါပဲခံယူတာပေါ့ဒါကပြစ်ပြီးချောမှုကကျွဲဝပြီးအရန်ချိုတဲ့ရတာရှိတယ်နော်နံပါတ်5ကမူရင်းကြောက်ဆောင်ပြားကြီးပါအရန်မြင့်တဲ့ကြောက်ဆောင်နိုင်ငံတွေကတော်ရိုင်းပြားအကြီးစားတွေထုတ်လုပ်တာပေါ့ပြားလဘောကမပိတ်ထားတာမို့ပိုပြီးအကြီးကျဲပါတယ်နော်နံပါတ်6ဓာပိုင်ဖုံပြားရည်ကိုတောပန်းပွင့်တဲ့ခြုံပုတ်တွေမှာလောက်တာနော်သူ့ရဲ့ချိုမြင်မှုကနက်ရှိုင်းပြီးထုတ်လုပ်မှုကအရန်နေပါတယ်တဲ့နံပါတ်9ကဇီးပန်းပြားရည်ပါပဲသူ့မှာအနီရောင်ပြစ်တဲ့သားပြင်းတဲ့ချိုမြက်တဲ့အရာသားနဲ့ဇီးရနံပြင်းပြင်းရှိပါတယ်နော်နံပါတ်10ကနှင်းတစ်မွေးပြားရည်ပါနှင်းလို့ဖြူဖွေးပြီးအရှိမြောက်ပိုင်းကအနက်ရောင်ပြားတွေထုတ်လုပ်တာနော်ထောပတ်ဒါမှမဟုတ်ရေခင်းမုတ်လို့နူးညံ့ပြီးပစက်တဲ့အည်ပြိုကျသွားတာမျိုးပါနံပါတ်9ချင်းတဲ့အနက်ရောင်တောပြားရည်ကိုအရန်သေးတဲ့ပြားတွေထုတ်လုပ်တာပါ10နှစ်ကနေ10နှစ်တခါပဲခံယူပြီးတိတာတဲ့ချင်းတဲ့အရာသားနဲ့တောရနံပြင်းပါတယ်နော်နံပါတ်10အကာရှာပြားရည်ကပွင့်လင်းလူနီးပါဖြစ်ပြီးမုတ်လို့ပြစ်လာတာနော်တရုတ်ပြည်ရဲ့အကြော်ကြားဆုံးပြားရည်၄မျိုးတည်းကတစ်မျိုးဖြစ်ပြီးချိုပြီးလန်းဆန်းစေပါတယ်တဲ့နံပါတ်17ကလောင်ကန်ပြားရည်ပါသူ့မှာပူဖောင်းတွေအများကြီးပြင်းတဲ့လောင်ကန်ရနံ့နဲ့ပရိုတင်းတက်လည်းများပါတယ်နော်နံပါတ်12ကလီချီပြားရည်ပါသူ့မှာပယင်းရောင်နဲ့လီချီပိုင်းရနံ့နူးညံ့စွာရှိပါတယ်နော်နောက်ဆုံးနံပါတ်13ကရှီစန်ဒရာပြားရည်ပါသူ့မှာရနံ့အရန်ပြင်းပြီးအေးမှလွယ်လွယ်ကူကူပုံဆောင်ခဲဖြစ်တတ်တယ်နော်ဒီထဲကဘယ်ပြားရည်ကိုမီးစမ်းကြည့်ခြင်းလဲအောက်မှာ comment ပေးခဲ့ပါဦးနော်ဒါကဘာပြားရည်လဲစားလို့ကြလားစားလို့ရပါတယ်ဒါကတော့ရှောက်ချုပ်ပြားရည်ဖြစ်ပါတယ်ရှောက်ပြားလေးတွေကနေတဘာဝအတိုင်းရှာဖွေပြီးခြုံပုတ်တွေမြတ်တော်တွေထဲမှာအတိုက်လို့တက်ကြတာပါတပိတာကိုမြန်မာကျပ်ငွေ9သိန်းခွဲဝန်းကျင်ရှိပါတယ်ဒါကဘာပြားရည်လဲစားလို့ကြလားစားလို့ရပါတယ်ဒါကတော့ပြားရည်ခြင်းနဲ့ဖြစ်ပါတယ်အယောင်ကမီးနဲ့ပြီးဆွဲမဖွယ်ပန်းရနဲ့တတိကျင်နဲ့တင်းပြက်နေတတ်ပါတယ်တပိတာကိုမြန်မာကျပ်ငွေ9သိန်းနီးပါးအထိတန်ကြေးရှိပါတယ်ဒါကဘာပြားရည်လဲစားလို့ကြလားစားလို့ရပါတယ်ဒါကတော့တစ်ခေါင်းပြားရည်ဖြစ်ပါတယ်တစ်ခေါင်းပြားလေးတွေကနေပန်းဝတ်ရည်တွေစုဆောင်းပြီးထုတ်လုပ်ထားတာဖြစ်ပြီးတပိတာကိုမြန်မာကျပ်ငွေ10သိန်းကျော်ဝန်းကျင်ကျတင်ပါတယ်ဒါကဘာပြားရည်လဲစားလို့ကြလားစားလို့ရပါတယ်ဒါကတော့ဝူပိစီပြားရည်ဖြစ်ပါတယ်ပြားလေးတွေကဝူပိစီပင်ရဲ့ပန်းဝတ်ရည်ကိုစုဆောင်းပြီးတဘာဝအတိုင်းလုပ်ထားတာပါအရသာကချုံမြင်ပြီးအနှဲငယ်ဖန်ထားတဲ့အရသာရှိပါတယ်တပိတာကိုမြန်မာကျပ်ငွေ9တောင်းခွဲဝန်းကျင်ပဲပေးရပါတယ်ဒါကဘာပြားရည်လဲစားလို့ကြလားစားလို့ရပါတယ်ဒါကတော့လုံငန်ပြားရည်ဖြစ်ပါတယ်တရုတ်ပြည်ရဲ့နမေကြီးပြားရည်၄မျိုးထဲမှာထိတ်ဆုံးကပါဝင်ပြီးတပိတာကိုမြန်မာကျပ်ငွေ3သိန်း9တောင်းဝန်းကျင်ပေါက်ဈေးရှိပါတယ်ဒါကဘာပြားရည်လဲစားလို့ကြလားစားလို့ရပါတယ်ဒါကတော့ပြားနဲ့ရောင်ပြားရည်ဖြစ်ပါတယ်အပွင့်ရောင်ကိုယ်တိုင်ကထူးခြားတဲ့ညိုမဲရောင်ရှိတဲ့ပန်းဝတ်ရည်ကနေရရှိတာဖြစ်ပြီးတပိတာကိုမြန်မာကျပ်ငွေ6သိန်းဝန်းကျင်ရှိပါတယ်ဒါကဘာပြားရည်လဲစားလို့ကြလားစားလို့ရပါတယ်ဒါကတော့လင်ဒန်နှင်းပြားရည်ဖြစ်ပါတယ်အနေထိုင်သွားတဲ့အခါစီခဲလိုမျိုးဆွဆွဖြူသွားတတ်တာမျိုးပါတပိတာကိုမြန်မာကျပ်ငွေ8တောင်းခွဲဝန်းကျင်ကျတင်ပါတယ်ဒါကဘာပြားရည်လဲစားလို့ကြလားဒါကတော့ဓာတုပြားရည်တို့မဟုတ်စားပြားရည်လို့ခေါ်ပါတယ်လူတွေကိုယ်တိုင်ဓာတုပစ္စည်းတွေနဲ့စီမံထားတဲ့ပြားရည်တို့ဖြစ်လို့ဝယ်မစားဖို့အကြံပြုလိုပါတယ်ဒါကဘာပြားရည်လဲစားလို့ကြလားစားလို့ရပါတယ်ဒါကတော့မုံငင်းပန်းပြားရည်ဖြစ်ပါတယ်ပြားလေးတွေကမုံငင်းစိုက်ခင်းတွေကနေပန်းဝတ်ရည်စုဆောင်းထားတာဖြစ်ပြီးတပိတာကိုမြန်မာကျပ်ငွေ9တောင်းကျော်ဝန်းကျင်ပဲရှိပါတယ်ဒါကဘာပြားရည်လဲစားလို့ကြလားစားလို့ရပါတယ်ဒါကတော့ကမ်းပါးရံပြားရည်ဖြစ်ပါတယ်ပြားကြီးအနက်တွေကနေမက်ဆောက်လုံးနဲ့ကြောက်ဆောင်ကမ်းပါးရံကြီးတွေမှာအတိုက်လုပ်ပြီးတဘာဝအတိုင်းထုတ်လုပ်ထားတာပါတပိတာကိုမြန်မာကျပ်ငွေ9သိန်းကျော်ဝန်းကျင်ထိရှိပါတယ်ဒါကဘာပြားရည်လဲစားလို့ကြလားစားလို့ရပါတယ်ဒါကတော့တောပြားရည်စစ်ပန်းပေါင်းစုံပြားရည်ဖြစ်ပါတယ်တပိတာကိုမြန်မာကျပ်ငွေ9သိန်း9တောင်းကျော်ဝန်းကျင်ပေါက်ဈေးရှိပါတယ်ဒါကဘာပြားရည်လဲစားလို့ကြလားစားလို့ရပါတယ်ဒါကတော့ဇီးရန်ပြားရည်ဖြစ်ပါတယ်အသားကပြည့်နေပြီးခဲသွားဖို့တော်တော်လေးခဲရင်းပါတယ်တပိတာကိုမြန်မာကျပ်ငွေ2သိန်း3တောင်းကျော်ဝန်းကျင်ကျတင်ပါတယ်ဒါကတော့ကမ္ဘာပေါ်မှာအထူးခြားဆုံးပြားရည်အမျိုးအစားတွေဖြစ်ပြီး1ကီလိုကိုမြန်မာငွေ300ချီတန်ဖိုးရှိတာပဲဖြစ်ပါတယ်။ဒီ whipped cream အဖြူရောင်ပြားရည်ကတော့အရှားပါဆုံးနဲ့အဆင့်မြင့်ဆုံးပြားရည်တစ်ခုပါတယ်။သူ့ကိုတော့ cider ပင်ရဲ့ဝိရည်ကနေရရှိတာဖြစ်ပါတယ်။ထူးဆန်းတာကတော့ပြားရည်တင်မကပဲသူ့ရဲ့ပြားအုံတွေကအစလုံးဝအဖြူရောင်ဖြစ်နေတာပါပဲ။နောက်ပြီးအဖြူရောင်ထပ်ပူစမ်းတာကတော့အစိမ်းရောင်ရှိတဲ့ emerald ပြားရည်ပဲဖြစ်ပါတယ်။သူ့ကိုတော့ပြင်သစ်နိုင်ငံအရှေ့မြောက်ပိုင်းက Vosges တောင်တန်းထဲမှာပဲတွေ့ရတတ်ပြီးအဲ့ဒီကပြားတွေဟာပန်းဝတ်ရည်ကိုမစုပ်ယူပဲအင်းဆက်တွေရဲ့ချုံငိန်နဲ့စွန့်ထုတ်ရည်တွေကိုစုဆောင်းကြတာဖြစ်ပါတယ်။ဒီပြားရည်ဟာထုတ်လုပ်ရခက်ခဲပြီးအထွက်နှုန်းနည်းလွန်းတာကြောင့်1ကီလိုဂရမ်ကို American dollar 9000ကျော်အထိဈေးနှုန်းရှိပါတယ်။အန်အော်စီယာကောင်းပြီး to alarm လို့ခေါ်တဲ့အမဲရောင်ပြားရည်လည်းရှိပါသေးတယ်။အယောင်ကအလိုနှက်မှောင်လို့သူ့ကိုစီပြားရည်လို့လည်းခေါ်ကြပါတယ်။
ဒီပြားတွေဟာတောင်နှင်းကြီးတွေရဲ့အလွန်မြင့်မားတဲ့နေရာတွေမှာအုံဖွဲ့တတ်တာကြောင့်ထုတ်ယူဖို့အလွန်ခက်ခဲပေမယ့်ကျန်းမာရေးအတွက်အကျိုးအာနိသင်အရှိဆုံးပြားရည်တွေကတမျိုးလို့သတ်မှတ်ထားကြတာပဲဖြစ်ပါတယ်။ Chemix တွေတို့ကဒီလိုထူးခြားတဲ့ပြားရည်တွေကိုအခင်မှမြင်ဘူးကြပါသလား ဒီပြားရည်ကိုအမဝယ်စားနိုင်မလား မဝယ်စားနိုင်ပါဘူးဒါကတော်တန်းပြားမင်းချင်းကြီးဖြစ်ပါတယ်ကမ္ဘာအသေးဆုံးပြားမျိုးစားကတစ်ပင်ပင်စီအကွဲကြောင်းတွေထဲမှာအတိုက်လုပ်ပြီးရှာဖွေစုဆောင်းထားတဲ့ပြားရည်ဖြစ်ပါတယ်အချင်းဖောက်မှုနှုံးမြင့်မားတာကြောင့်တဘာဝအတိုင်းချင်းဆူဆူရတာရှိပြီးတစ်နှစ်ကထွက်ရှိမှုအလွန်နှေးပါတဲ့ရှားပါတော်တန်းပြားရည်ဖြစ်ပါတယ်တပိတာကို7-3သိန်းခွဲဝန်းကျင်လောက်ရှိပါတယ် ဒီပြားရည်ကိုအမဝယ်စားနိုင်မလား မဝယ်စားနိုင်ပါဘူးဒါကတစ်ကိုင်းပြားရည်ဖြစ်ပါတယ်တော်တန်းပြားသေးလေးတွေကတစ်ကိုင်းတွေပေါ်မှာအတိုက်လုပ်ပြီးပန်းဝတ်ရည်တွေကိုစုဆောင်းထားတဲ့ပြားရည်တစ်မျိုးဖြစ်ပါတယ်တပိတာကို7-3သိန်းခွဲကျော်လောက်ရှိပါတယ် ဒီပြားရည်ကိုအမဝယ်စားနိုင်မလား စားဖို့ပဲတည်တယ်ဒါကတော့ပြားစိမ်းရည်ပါအခုအချိန်မှာလုံးဝမကြော်သွားပါနဲ့ဦးဒါမှသာ2026ခုနှစ်မှာအရာရာကန်ကောင်းပြီးဘဝကြီးကပြားရည်လိုချုံမြင်လာမှာပါ ဒီပြားရည်ကိုအမဝယ်စားနိုင်မလား မဝယ်စားနိုင်ပါဘူးဒါကပန်းမီးပြားရည်ဖြစ်ပါတယ်ပြားရည်ရဲ့အယောင်ကအမဲရောင်စစ်စစ်ဖြစ်ပြီးပြားတွေကခရမ်းမဲရောင်ပန်းပွင့်တွေစီကနေဝတ်ရည်စုဆောင်းထားလို့ဖြစ်ပါတယ်တပိတာကို7-3သိန်းခွဲဝန်းကျင်လောက်ရှိပါတယ် ဒီပြားရည်ကိုအမဝယ်စားနိုင်မလား မဝယ်စားနိုင်ပါဘူးဒါကတောပြားလောက်ဖို့ရည်ဖြစ်ပြီးပန်းပေါင်းစုံပြားရည်လိုလည်းခေါ်ပါတယ်ပုံမှန်အားဖြင့်တစ်နှစ်မှတစ်ကြိမ်သာပြားရည်ထုတ်ယူလေးရှိတယ်တောင်နှစ်ပိုင်းကတစ်ခေါင်းပြားတွေစီကနေရရှိတာဖြစ်ပါတယ်တပိတာကို7-3သိန်းဝန်းကျင်လောက်ရှိပါတယ် ဒီပြားရည်ကိုအမဝယ်စားနိုင်မလား မဝယ်စားနိုင်ပါဘူးဒါကတောတန်းပြားကြီးဖြစ်ပါတယ်ပြားကြီးတွေကအမြဲစိမ့်တော့နဲ့ထဲကတစ်ပင်ကြီးတွေပေါ်မှာအလွာလိုက်အတိုက်လုပ်ပြီးတဘာဝအတိုင်းရင့်မဲ့နေတဲ့တောတန်းပြားကြီးစစ်စစ်ဖြစ်ပါတယ်တပိတာကို7-8တောင်းကျော်လောက်ရှိပါတယ် ဒီပြားရည်ကိုအမဝယ်စားနိုင်မလား မဝယ်စားနိုင်ပါဘူးဒါကဆေးဖက်ဝင်ပြားကြီးဖြစ်ပြီးနမေကြီးပြားကြီးလေးမျိုးတွေကတစ်ခုဖြစ်ပါတယ်ပြားကြီးအနှစ်ကတအားကိုပြည့်နေတတ်ပြီးတပိတာကို7-2တောင်းခွဲဝန်းကျင်လောက်ရှိပါတယ် ဒီပြားရည်ကိုအမဝယ်စားနိုင်မလား မဝယ်စားနိုင်ပါဘူးဒါကနှင်းပြားကြီးဖြစ်ပါတယ်ပြားကြီးတစ်ခဲလုံးခဲသွားတဲ့အခါနုနေအောင်ဖြစ်သွားပြီးအနှစ်ကဝက်စီဒါမှမဟုတ်ရေခဲမုံလိုမျိုးအညက်နေတတ်ပါတယ်တပိတာကို7-3တောင်းကျော်လောက်ရှိပါတယ် ဒီပြားရည်ကိုအမဝယ်စားနိုင်မလား မဝယ်စားနိုင်ပါဘူးဒါကပြားခါးကြီးဖြစ်ပါတယ်အရသာကခါတက်တက်ရှိပြီးတပိတာကို7-3သိန်းကျော်လောက်ရှိပါတယ် ဒီပြားရည်ကိုအမဝယ်စားနိုင်မလား မဝယ်စားနိုင်ပါဘူးဒါကတောင်စလက်ပန်းနှင်းပြားကြီးဖြစ်ပါတယ်အင်မတန်ထွက်နီးပြီးရှားပါးကတပိတာကို7-3သိန်းတောင်းဝန်းကျင်လောက်ရှိပါတယ် ဒီပြားရည်ကိုအမဝယ်စားနိုင်မလား မဝယ်စားနိုင်ပါဘူးဒါကကြောက်ဆောင်ပြားကြီးဖြစ်ပါတယ်လူတွေအတုလုပ်ထားတဲ့ပြားရည်အတုဖြစ်ပြီးအစ်စ်ကိုတော့တာမန်လူတွေဝယ်ဖို့မလွယ်ကူပါဘူး ဒီပြားရည်ကိုအမဝယ်စားနိုင်မလား မဝယ်စားနိုင်ပါဘူးဒါကကမ်းပါးရန်နှင်းပြားကြီးဖြစ်ပါတယ်အမြင့်ပိုင်းကမ်းပါးရန်ဒေသတွေမှာထွက်ရှိပြီးထူးခြားတဲ့ပန်းဝတ်ရည်နဲ့တင်းတင်းလေးရှိပါတယ်တပိတာကို7-2သိန်းကျော်လောက်တန်ကြေးရှိပါတယ်